separate ကျူရဲနဲ့ဘဝကိုနေထိုင်နေဆိုတာကကိုယ့်ရဲ့ဘဝမှာစိတ်အေးချမ်းပြီးတော့အထိပ္ပယ်ရှိတဲ့ဘဝတစ်ခုဖြစ်အောင်နေထိုင်ခြင်းလို့အထိပ္ပယ်ရတယ် separate ကျူရဲကဘယ်ကနေဆင်းသက်လာလဲဆိုလို့ရှိရင်သူကလက်တင်ဘာသာကနေပြီးတော့ဆင်းသက်လာတာ separate ကျူရဲထဲမှာဘာတွေပါဝင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းစိတ်ကိုယ့်ရဲ့ soul လို့ခေါ်တဲ့ကိုယ့်ရဲ့ဝိညာဉ်ကိုယ်အသက်ရှင်နေရတဲ့အထိပ္ပယ်ကိုရှင်တန်လာရတဲ့ဘဝရည်ရွယ်ချက်တွေဆိုတာပါဝင်တယ်။ဒါကြောင့်မို့လို့ကိုက separate ကျူရဲတွေကိုလုပ်တယ်ဆိုတာကဒီဘာသာရေးနဲ့မဆိုင်ဘဲနဲ့ကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားအေးချမ်းဖို့ကိုယ့်ရဲ့ဘဝရဲ့ရှင်တန်နေရတဲ့အထိပ္ပယ်ကိုကသိပြီးတော့ဘဝမှာအေးချမ်းစွာနဲ့နေ့ရက်တိုင်းကိုအထိပ္ပယ်ရှိဖြတ်တန်းနေတာဟာကိုက separate ကျူရဲပုံစံနဲ့နေထိုင်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုက separate ကျူရဲ journey ကိုရှောက်လှမ်းနေရဲဆိုတာကကိုယ့်ရဲ့အပြင်ဘက်ပိုင်ဆိုင်မှုတွေထက်ကိုယ့်ရဲ့အတွင်းပိုင်းငြိမ်းချမ်းမှုအေးချမ်းမှုဘဝအထိပ္ပယ်တွေနဲ့နေထိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့ရဲ့အတွင်းပိုင်းကိုတွားရတဲ့ခရီးစဉ်ကို separate ကျူရဲ journey လို့ခေါ်တယ်။ကျမအရှိမပြောခဲ့တဲ့အတိုင်းပဲကိုယ့်ရဲ့အတွင်းစိတ်ကိုယ့်ရဲ့ဆိုကိုယ့်ဘဝရဲ့ရည်ရွယ်ချက်ကိုယ့်ဘဝရဲ့အထိပ္ပယ်ဒါလေးတွေကိုတစ်ခုချင်းပြန်ပြီးတော့ရှင်းပြပေးမယ်။ကျမတို့ရဲ့အတွင်းစိတ်ကို inner mind လို့လည်းခေါ်တယ် inner feeling လို့လည်းခေါ်တယ်ကိုဘယ်လိုခံစားနေရလဲပေါ့နော်ကျမတို့တွေကပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားပြီးတော့ပြင်ပမှာကိုကမျက်နှာဖုံးအမျိုးမျိုးနဲ့ပြောဆိုဆက်ဆံရတာပေါ့နော်ကျမတို့တွေကတင်ယူလာခဲ့ရတဲ့ဘဝတစ်လျှောက်မှာလည်းဒီလိုမလုပ်ရဘူးဒီလိုမခံစားရဘူးဒီလိုမပြောရဘူးစသဖြင့်ကိုကငယ်စဉ်လေးကနေကြီးလာတဲ့အထိတခြားသူရဲ့ထင်မြင်ယူဆချက်အခြားသူတွေရဲ့တုတ်ပြန်မှုတွေပဲကိုကနေထိုင်ရတဲ့အခါမှာကိုယ့်ရဲ့ခံစားချက်ကိုတော့မှကိုမသိသွားတော့တဲ့ပုံစံဖြစ်တယ်။တခါတရံမှာဆိုလို့ရှိရင်ကိုကဘာဖြစ်မှန်းတော့ကိုမသိတော့ဘူး။ဒါကြောင့်မို့လို့ဒီဂျာနီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းခံစားချက်ဆိုတာကကိုဘယ်လိုတွေခံစားနေရလဲကိုယ့်ရဲ့ခံစားချက်တွေကိုကိုကသိနေတာ။ကျမတို့အပြင်မှာအဆင်ပြေသလိုဟန်ဆောင်ပေမဲ့ကိုယ့်ရဲ့စိတ်ထဲမှာဝမ်းနေနေတာတခြားသူတွေမသိသေးတဲ့ကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်ဓာတ်ဆိုင်တွေပေါ့နော်ကိုအလိုအလျောက်တုတ်ပြန်မှုတဲ့ပုံစံလေးတွေဒါတွေကိုကိုကသိနေတာကျမရဲ့ပုံစံဆိုလို့ရှိရင်လည်းကျမကစိတ်တူလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းထဲမှာငြိမ်းချမ်းမှုရှာတာထက်အပြင်ကိုသွားပြီးတော့တရားခံရှာတတ်တယ်ငါဖြစ်နေရဘသူကြောင့်ဘာကြောင့်ငါဖြစ်ရလဲဆိုတဲ့အပြင်ကိုပြဿနာရှာတယ်ဒီလိုသိသွားတဲ့အခါမှာကိုကတုတ်ပြန်မှုတွေကိုကိုယ့်ရဲ့ပတ်တန်အတိုင်းမလုပ်တော့ဘူးတခါတည်းမှာကျမတို့ကဒေါသအရန်ထွက်လိုက်တဲ့အခါမှာစကားတန်တွေအော်ပြောမိတာတို့ဝလုံးရှည်ရှည်နဲ့ပတ်ရမ်းတာတို့ဒီလိုဆိုလို့ရှိရင်မလိုအပ်ပဲနဲ့ကိုယ့်အပေါ်ကို side effect တွေကြာရောက်လာတယ်ပေါ့နော်အဲ့လိုမဟုတ်တော့ဘဲနဲ့ခံစားချက်ကိုက control လုပ်နိုင်တဲ့အခါမှာမလိုအပ်ပဲနဲ့ကျမတို့တွေကဒီ negative effect တွေကိုရှိကိုမရောက်တော့ဘူးဒီတော့ကိုအဆင်ပြေလာတယ်အများနဲ့ဆက်ဆံရတဲ့အခါမှာအဆင်ပြေလာတယ်ဒါကြောင့်ပဲကိုယ့်ရဲ့အတွင်းထဲမှာ inner peace ဆိုတဲ့အတွင်းစိတ်ငြိမ်းချမ်းမှုလေးတွေစတင်ပြီးတော့ရောက်ရှိလာတယ်နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့အတွင်းထဲမှာရှိနေတဲ့ကိုယ့်ရဲ့အတ္တထက်လို့လည်းခေါ်တယ်ကိုယ့်ရဲ့ soul လို့လည်းခေါ်တယ်ကိုယ့်ရဲ့ soul နဲ့ချိတ်ဆက်မိလာတာကျမတို့ကိုဘာတွေခံစားနေရလဲဘယ်လမ်းကိုသွားရမယ်ဘာတွေလုပ်သင့်လဲဆိုတာကကျမတို့လူတဦးတယောက်ချင်းရဲ့အတွင်းပိုင်းမှာပါလာတဲ့ကိုယ့်ရဲ့ဆိုးကရှိပြီးသားကိုယ့်ကိုအမြဲတမ်းသူကကောင်းမှုအတွက်ပဲလမ်းညွှန်ပြီးတော့ပြနေတယ်ဒါတွေကိုသူကခံစားချက်ကပဲသိနိုင်တာဒီခံစားချက်ကိုသိနိုင်မှုကိုတိတ်ဆိတ်ပြီးတော့မှနားထောင်မှသာကိုယ့်ရဲ့ဆိုးရဲ့အတန်ကိုကြားနိုင်တာကိုယ့်ရဲ့အတွင်းထဲမှာ inner peace ရှိသွားပြီဆိုတာနဲ့ကိုယ့်ရဲ့ဆိုးရဲ့အတန်ကိုကြားနိုင်တယ်ဒီလိုမျိုးကိုယ့်ရဲ့အတွင်းထဲကညှို့ပြောင်းမှုကိုသိလာတာနဲ့ကိုဘာကြောင့်အသက်ရှင်ရတာလဲဘာတွေလုပ်ဖို့လိုတာလဲဆိုတဲ့ခံစားချက်ကိုကျမတို့ကစတင်ပြီးတော့ချိတ်ဆက်မိလာတယ်ဒါကိုယ့်ရဲ့ဆိုးနဲ့ကိုချိတ်ဆက်မိလာတာဒီလိုမျိုးချိတ်ဆက်မိလာတာနဲ့ကိုနောက်ပိုင်းကနေပြီးတော့မမြင်ရတဲ့အထောက်ပံ့ကကိုထောက်ပံ့နေပါတယ်ဆိုတဲ့ကိုယ့်ရဲ့ဘဝကိုယုံကြည်မှုရသွားတယ်နောက်တစ်ချက်ကတော့ကိုအသက်ရှင်နေရတဲ့အဓိပ္ပာယ်လူတော်တော်များများကတော့ဒီမိကုန်းကိုပြန်ပြီးတော့
မေးဖို့ကြားတဲ့လူတွေရှိကောင်းရှိနေမယ်ညာတော့အဖြစ်ကိုပြန်မေးရတဲ့ဒီမျိုးစီကကောင်းတဲ့အပင်ပေါက်ပါလေ အပြစ်တင်တဲ့လူတွေကပုံပြတာပေါ့နော်ငါဘာကြောင့်ဒီဘဝမှာရောက်လာတာလဲဘာကြောင့်ဒီနေရာကိုရောက်ကြုံနေရလဲဘာကြောင့်ဒီလိုလူတွေနဲ့ဆက်ဆံနေရတာလဲကိုယ့်ရဲ့ကိုအမြဲတမ်းအပြစ်ဖြေရှာတာထက်ကိုပြဿနာကိုအာရုံစိုက်တာပုံများတာပေါ့နော် separate jewel နဲ့နေတယ်ဆိုတာကကိုယ့်ရဲ့ဘဝမှာငါဘလို့လူဖြစ်ချင်တာလဲငါဘလို့နေထိုင်ချင်တာလဲငါလုံးနေရတွေကငါအတွက်အထိပ္ပယ်ရှိရလားပျော်ရွှင်မှုရှိရလားကိုယ့်ရဲ့ solution ဆိုတဲ့အဖြေကိုကိုယ့်ရဲ့ဘဝထဲမှာပြန်ပြီးတော့ရှာဖွေတာကိုကဒီ separate jewel လမ်းကြောင်းကိုရှောင်လာတဲ့အခါမှာငွေကြေးထက်ကိုယ့်ရဲ့ဘဝရဲ့အထိပ္ပယ်ကိုပို့ပြီးတော့ရှာဖွေတတ်လာတယ်ဒီကိုယ့်ရဲ့ဘဝအထိပ္ပယ်ရှိတဲ့အလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့ပဲငွေရှာကြတာများတယ်ပုံမှန်အဖြစ်ဆိုလို့ရှိရင်ငါဘလို့အလုပ်ကိုလုပ်လို့ရှိရင်ငွေအများစွာရမယ်ဆိုတာတက်เนาะငါပျော်ရွှင်တဲ့အလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့ငွေရအောင်ရှာမယ်ဆိုတဲ့ဘဝကိုကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့အလုပ်တွေကိုလုပ်ကိုင်တာဒါကြောင့်မို့လို့ဒီလိုလူတွေကိုငွေကိုစွမ်းကိန်းတဲ့လူတွေလို့ခေါ်ကြတာနောက်တစ်ချက်ကတော့ကိုယ့်ရဲ့အတွင်းပိုင်းကိုယ့်ရဲ့ဘဝရည်ရွယ်ချက်နဲ့ချိတ်ဆက်ပြီးတော့နေထိုင်တာဒါကအစောကကျမအရှိရပြောခဲ့တဲ့ကိုလှုပ်ချင်တဲ့အလုပ်အကင်ပေါ့နော်သူကဘလို့စဉ်းစားလဲဆိုလို့ရှိရင်ငါကဘာတွေလှုပ်ချင်လဲဆိုတဲ့အရာကိုစဉ်းစားတာဒီအလုပ်တွေကိုလုပ်နေရရင်ပင်ပန်းပေမဲ့ကိုယ့်ရဲ့ဘဝမှာပြည့်ဝတယ်လို့မျိုးပြည့်စုံတယ်လို့မျိုးအားရည်ရှိတယ်လို့မျိုးခံစားရတာငါဘာလုပ်ချင်လဲဆိုပြီးကိုပြန်ပြီးတော့မေးရတချို့လူတွေကလူတွေကိုကူညီခြင်းတယ်တချို့လူတွေကလူတွေရဲ့အလှအပကိုဖန်တီးပေးခြင်းကြတယ်တချို့ကပညာသင်ပေးခြင်းနဲ့တချို့ကလူတွေကိုအတွင်းပိုင်းငြိမ်းချမ်းမှုရအောင်လုပ်ပေးခြင်းနဲ့တယောက်နဲ့တယောက်ကမတူကြဘူး separate jewel ဆိုတာကကိုယ့်ရဲ့ဘဝကိုဒီလိုမျိုးအထိပ္ပယ်ရှိအောင်ရည်ရွယ်ချက်နဲ့နေထိုင်ခြင်းနဲ့စိတ်ရှိနေတာကိုခေါ်တယ်ဒါကြောင့်မို့လို့အချုပ်အားဖြင့်ပြန်ပြီးတော့ချုပ်အောင်မယ်ဆိုလို့ရှိရင် separate jewel ဆိုတာကအပြင်ပိုင်းငွေကြေးတွေအောင်မြင်မှုတွေအလုပ်အကင်တွေထက်ကိုယ့်ရဲ့အတွင်းပိုင်းစိတ်အေးချမ်းမှုကိုယ့်ဘဝအထိပ္ပယ်ကိုရှင်တန်လာရတဲ့ရည်ရွယ်ချက်ကိုယ့်ရဲ့အတွင်းပိုင်းကိုအာရုံစိုက်ပြီးတော့နေထိုင်ရတဲ့ဂျာနီကိုကိုယ့်ရဲ့ separate jewel ဂျာနီလို့ခေါ်တယ်ဒီ podcast လေးကိုနားထောင်ပြီးတစ်စုံတစ်ခုအသိဉာဏ်ရသွားရဲဆိုလို့ရှိရင်ကိုသိခဲ့တဲ့အရာလေးကိုဝေမျှခဲ့ပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်